ကလန်တတူဒီရှေးအောင်မျိုးနဲ့ဇူကြီးရှစ်ခုကတိုင်းနဲ့ဗျာရဲ့သွေးမျိုးစွမ်းကိုပိုင်ဆိုင်ကြပါတယ်အဲ့လိုတိုင်းနဲ့ဗျာရဲ့သွေးမျိုးစွမ်းကိုပိုင်ဆိုင်တဲ့သူတွေအနေနဲ့ရှေးအောင်မျိုးနဲ့ဇူကြီးရှစ်ခုဟာဝိညာဉ်မျိုးနဲ့ဇူဝိညာဉ်လောကမီးတောက်လောကမီးတောက်မျိုးနဲ့ဇူကတော့ကောင်းကင်မီးတောက်ကိုအများဆုံးပိုင်ဆိုင်ထားတဲ့မျိုးနဲ့ဇူဖြစ်ပါတယ်ခရံတက်မှာတမှုကျုပ်၈ယောက်ဗိုလ်ချုပ်၄ယောက်နဲ့ဘင်းရင်2ပါးဆိုပြီးတော့ရှိကြပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်က episode 148 review နဲ့ကုလောကရဲ့အကြောင်းကိုရှင်းပြသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးစလိုက်အောင်တန်းစင်နှစိုးကြပန်းမီတောက်ပေါ်လာတဲ့သတင်းကိုတော့အရင်ဗီဒီယိုမှာကျွန်တော်ရှင်းပြခဲ့ပါတယ်တန်းစင်နှစိုးကြပန်းမီတောက်ကောင်းကင်မီတောက်အဆင့်3ရဲ့နောက်ဆုံးမြေပုံအပိုင်းစပေါ်လာတဲ့သတင်းကိုကျွန်တော်အရင်ဗီဒီယိုမှာပြပြခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီမြေပုံအပိုင်းစဗမာပေါ်လာတာလဲဆိုရင်ရောက်ချမ်းဒီမှာပြောခဲ့တဲ့လေးဟာနဲ့ဈေးအောင်ပွဲတော်တလောကလုံးမှာအကြီးကျယ်အခမ်းအနားဆုံးတန်မိုးအမြင့်ဆုံးလေးလံပွဲကြီးလေးဟာနဲ့ဈေးအောင်ပွဲတော်ဟုတ်ပါတယ်ဒီလေးဟာနဲ့ဈေးအောင်ပွဲရဆိုရင်တော့နှစ်တရာမှတစ်ချိန်တာဖွင့်လှစ်တာပါလက်ရှိမှာဆိုရင်တော့ဖွင့်လှစ်ဖို့အတွက်တစ်နှစ်ပဲလိုတော့တာပါပြီးတော့ဒီလီဟာနဲ့ဈေးအောင်ပွဲရတာတစ်ခါဖွင့်လှစ်လာပြီဆိုရင်အရန်အုံးမှာရှားပါပါတယ်ဆိုတဲ့တိုင်းသူတော်စင်တွေကဖန်တီးထားတဲ့ထန်းအဆင့်ကောင်းကင်အဆင့်တိုင်းချမ်းတွေကောင်းကင်အဆင့်ချီကျင်းစင်တွေဆိုတာအရန်အုံးမှာပေါ်များတာပါအစင်းနဲ့ကောင်းကင်အဆင့်တိုင်းချမ်းလက်ရှိရှောင်းကလေ့ကျင့်လာတဲ့ကောင်းကင်ဖန်တီးခြင်းလိုဝါလို့တိုင်းချမ်းနေဆိုရင်အပြင်လောကမှာဆိုရင်အတော်လေးမှာရှားပါတဲ့အရာတွေဖြစ်ပြီးအဲ့လီဟာနဲ့ဈေးအောင်ပွဲမှာဆိုရင်တော့အစင်းနဲ့ကောင်းကင်အဆင့်တိုင်းချမ်းနေဆိုတာတမန်ပစည်းဖြစ်တာရှိနေရပါအလဲလက်အဆင့်ကောင်းကင်အဆင့်တိုင်းချမ်းအလဲလက်အဆင့်ကောင်းကင်အဆင့်တိုင်းချမ်းတွေကတော့ဒီလီဟာနဲ့ဈေးအောင်ပွဲမှာတည်ရှိပါတယ်အစင်းမြင့်ကောင်းကင်အဆင့်တိုင်းချမ်းရှေးဟောင်းမျိုးနဲ့ဇူကြီးတွေမှာသာတည်ရှိတဲ့အစင်းမြင့်ကောင်းကင်အဆင့်တိုင်းချမ်းတွေကတော့ဒီလီဟာနဲ့ဈေးအောင်ပွဲမှာတည်ရှိပါတယ်ဒါကြောင့်လေရောက်ချမ်းပြောခဲ့တာပါဒီလီဟာနဲ့ဈေးအောင်ပွဲကိုတွားဖို့ဆိုရင်အရန်အုံးမှာအင်အားကြီးမားတဲ့လူတွေကပဲတွားလို့ရပါတယ်ဥပမာပြောရမယ်ဆိုရင်ဒီလီဟာနဲ့ဈေးအောင်ပွဲတွေကိုဝင်ရောက်ဖို့အတွက်အနည်းဆုံးပြောင်းလဲခြင်း9တွဲအဆင့်ကိုရောက်ရှိနေရပါမယ်မဟုတ်ရင်တော့သူတော်စင်တစ်ပိုင်းအဆင့်ပါတိုင်းသူတော်စင်တွေကတော့ဒီလီဟာနဲ့ဈေးအောင်ပွဲကိုလာရောက်ကြပါလေဘာကြောင့်လဲဆိုရင်တော့ဒီလီဟာနဲ့ဈေးအောင်ပွဲမှာပေါ်ထွက်လာတဲ့ပစည်းတိုင်းကအရန်အုံးမှာတန်မိုးကြီးပြီးအရန်အုံးမှာလည်းအဖိုးတန်တဲ့ပစည်းတွေပါဥပမာအားဖြင့်ပြောရမယ်ဆိုရင်အဆင့်3မီတောက်ရဲ့နောက်ဆုံးမိပုံအပိုင်းဆောက်ကိုပဲကြည့်ပါအဆင့်3ကောင်းကင်မီတောက်အဆင့်3ကောင်းကင်မီတောက်ဆိုတာသူတော်စင်တွေရဲ့မျိုးလုံးအောင်ညီရဲစေပြီးတိုင်းသူတော်စင်တွေအောင်လောဘတက်ပြီးတော့ယူသွသွားစေဖို့အတွက်လုံလောက်တဲ့ကောင်းကင်မီတောက်တစ်ခုပါအဆင့်3ကောင်းကင်မီတောက်တာပိုင်ဆိုင်ပြီးဆိုရင်လောကကြီးရဲ့အထွန်းထိပ်ကိုအလွယ်တကူနဲ့တော့ရောက်ရှိသွားနိုင်ပါတယ်အဲ့လိုလောကတစ်ခုလုံးပိုင်ဆိုင်လာတဲ့လူတစ်ယောက်နေနေရလောကမှာပြိုင်ဘက်ကင်တည်ရှိမှုတစ်ခုဖြစ်တည်လာနိုင်ပါတယ်ဒါကြောင့်မလို့လူတိုင်းကအဆင့်3မီတောက်ကိုယူမှုလိုချင်ကြပါတယ်ဒါကြောင့်လေဒီလိုမီတောက်ရဲ့တဲလွန်စာလေးတစ်ခုသာဖြစ်တဲ့ဒီနောက်ဆုံးမိပုံအပိုင်းစားအတွက်ပဲတိုင်းသူတော်စင်အချို့နဲ့သူတော်စင်တစ်ပိုင်းစစ်ပညာရှင်တွေရပါယူသွကြပါလိမ့်မယ်ဒါကတော့လေဟာနဲ့ဈေးအောင်ပွဲပါဒီလေဟာနဲ့ဈေးအောင်ပွဲကိုတွားဖို့အတွက်အဓိကလိုအပ်ချက်ကတော့အစောပိုင်းမှာပြောခဲ့သလိုပဲအနည်းဆုံးပြောင်းလဲခြင်း9တွဲအဆင့်မှာရှိနေဖို့အတွက်လိုအပ်ပါတယ်ပြီးတော့ဒီလိုလေဟာနဲ့ဈေးအောင်ပွဲမှာသူတို့ကငွေကြေးကိုအသုံးမပြုပါဘူးတန်မိုးကြီးယတနာပစ္စည်းတစ်ခုကိုတန်မိုးကြီးယတနာပစ္စည်းတစ်ခုနဲ့သာလဲလှယ်ခြင်းကိုလုပ်ကြပါတယ်ဥပမာတစုံတစ်ယောက်ကသူ့ရဲ့ပစ္စည်းကိုပေးပြီးသူကဒီပစ္စည်းနဲ့တန်မိုးတူပစ္စည်းတစ်ခုကိုပြန်ပြီးတော့လဲလှယ်ခွင့်ရှိပါတယ်အဲ့လိုမျိုးပါပဲအဲ့လိုလဲလှယ်တဲ့နေရာမှာစေလုံးဖြစ်ဖြစ်တိုင်းချမ်းဖြစ်ဖြစ်တိုင်းချင်းစင်ဖြစ်ဖြစ်ချီချင်းစင်ဖြစ်ဖြစ်ကြိုက်တာကိုအသုံးပြုလို့ရပါတယ်ဒါပေမဲ့ငွေကြေးကိုတော့အသုံးပြုလို့မရပါဘူးဘာလို့လဲဆိုတော့သူတို့လိုအင်အားကြီးပုံကိုယ်တွေကြားမှာငွေကြေးဆိုတာဘာမှတန်ဖိုးမရှိတဲ့အရာတွေမို့လို့ပါဒီမှာရောက်ချမ်းကုလောကရဲ့အရွယ်ရောက်အခမ်းအနားဖိတ်ကြားလာကိုရှောင်းအောင်ကိုပေးခဲ့ပါတယ်အမှန်တကယ်ကတော့ဒီခန်းမှာရောက်ချမ်းရှောင်းကိုသွားစေချင်တာပါရှောင်းကရွှေရစီကိုသွားချင်တယ်ဆိုတာသူကသိပါတယ်ဒီလိုကုလောကရဲ့ဖိတ်ကြားလာရောက်လာတာရှောင်းဝမ်းအတွက်ဆိုရင်သူ့ကိုအရန်အုံးမှာပျော်ရွှင်စေတဲ့ကိစ္စပါရောက်ချမ်းသူကိုယ်တိုင်ကလည်းရှောင်းဝမ်းနဲ့အတူလိုက်ချင်ပေမဲ့လေဒါပေမဲ့သူ့ရဲ့အခြေအနေအရကြက်ကြွေဆိုင်ကနေသူကထွက်ခွာလို့မရသေးပါဘူးဘာကြောင့်လဲဆိုရင်တော့ကြက်ကြွေဆိုင်ကရောက်ချမ်းပြောသလိုပဲအခုမှတင်ငင်ခါစားအခြေအနေဖြစ်ပြီးဝင်းညင်ဘိမ့်မှန်ရဲ့အန်ရီကြီးကလည်းအချိန်မွေးကြောက်လာနိုင်ပါတယ်ဒါကြောင့်မလို့အင်အားကြီးပုဂ္ဂိုလ်တယောက်အနေနဲ့ရောက်ချမ်းကကြက်ကြွေဆိုင်မှာရှိနေမှာကိုရပါမယ်သူကလက်ရှိအချိန်မှာအင်အားစုတွေကိုလည်းစုဆောင်းနေတဲ့အချိန်မလို့ကြက်ကြွေဆိုင်ကနေသူကဘယ်ဟိုမှထွက်သွားလို့မရသေးပါဘူးဒါကြောင့်မလို့ရောက်ချမ်းဒီကုလောကခီးစင်မှာရှောင်းဝမ်းနဲ့အတူလိုက်မသွားခဲ့တာဖြစ်ပါတယ်ကုလောကကိုထွက်ခွာတဲ့ရှောင်းဝမ်းတို့အဖွဲ့လက်ရှိရှောင်းဝမ်းတို့အဖွဲ့ရဲ့အင်အားကိုအနေငယ်ပြင်ပြပြပေးပါမယ်ရှောင်းဝမ်းရဲ့စွမ်းလက်ရှိရှောင်းဝမ်းကကျဲ9ပွင့်တိုင်းဝိစာပါတိုက်ခိုက်နိုင်စွမ်းကတော့ကျဲ10ပွင့်တိုင်းဝိစာတရားကိုရှင်ပြီးတော့တိုက်ခိုက်နိုင်ပါတယ်ကျဲ10ပွင့်အောက်တိုင်းဝိစာတွေဆိုရင်ရှောင်းဝမ်းကပြိုင်ပွဲလို့တော့မတတ်မှတ်ပါဘူးရှောက်ရီရှမ်းကျဲ9ပွင့်တိုင်းဝိစာအစိတ်ခန္ဓာရဲ့စီးတစိတ်ကိုဖွင့်ပြီးအစိတ်ခန္ဓာကိုအသုံးပြုပြီးတိုက်ခိုက်မယ်ဆိုရင်ကျဲ10ပွင့်ကျဲ9ပွင့်တိုင်းဝိစာတရားအောင်တော့ယာယီခဏတာတိုက်ခိုက်နိုင်စွမ်းရှိပါတယ်ဝိစာထင်ဟိုကျဲ6ပွင့်တိုင်းဝိစာဝိဇထင်ုံကတော့ကျဲ9ပွင့်တိုင်းဝိဇာအထိကိုယာယီတိုက်ခိုက်နိုင်ပါတယ်ဒါပေမဲ့ဝိဇထင်ုံကတော့အနိုင်တော့မတိုက်နိုင်ပါဘူးချင်းလင်ကျဲ6ပွင့်တိုင်းဝိဇာသူ့ရဲ့ကောင်းကင်စပုံငွေဝင်းညင်နဲ့ပေါင်းဆက်လိုက်မယ်ဆိုရင်ကျဲ9ပွင့်တိုင်းဝိဇာတရားကိုရှင်ပြီးတော့တိုက်ခိုက်နိုင်ပါတယ်ဒါတွေကိုကြည့်မှဆိုရင်လက်ရှိရှောင်းဝမ်တို့အဖွဲ့ကအတော်လေးကိုမှကြောက်စရာကောင်းတဲ့အင်အားလို့ပြောလို့ရနေပါပြီဝင်းညင်ဘိမ့်မှန်ရဲ့နံပါတ်9ကောင်းကင်ဝိဇာအရှင်ရအောင်ရှောင်းတို့အဖွဲ့နဲ့တွေ့ရင်ထွက်ပြေးရပါလိမ့်မယ်မဟုတ်ရင်တော့သူ့ရဲ့နောက်ဆုံးရလဒ်ကတော့တိတ်ဆုံးခြင်းသာရှိပါလိမ့်မယ်
နောက်ဆုံးရှောင်းအမနောက်ထပ်အင်အားကတော့ကျဲကိုပွင့်တန်ဝိဇာတယောက်နဲ့ရင်ဆိုင်တိုက်ခိုက်နေပြီဖြစ်တဲ့ရုပ်သေးရုပ်ဒီရုပ်သေးကတော့ရှောင်းဝဲရဲ့ဝက်ဖဲဖြစ်ပြီးရှောင်းဝဲရဲ့အဓိကအင်အားစုလည်းဟုတ်ပါတယ်လက်ရှိရုပ်သေးကကျဲငါးပွင့်အထုံးထိပ်တန်ဝိဇာအဆင့်မှာရှိနေပါတယ်ပြီးတော့တန်ဝိဇာအဆင့်ရုပ်သေး17ရုပ်ကလည်းရှိပါတယ်အဲ့ဒီရုပ်သေး17ရုပ်နဲ့ကျဲငါးပွင့်အထုံးထိပ်ရုပ်သေးကိုသာပေါင်းစပ်လိုက်ပြီဆိုရင်ရုပ်သေးရဲ့အစွမ်းကျဲကိုပွင့်တန်ဝိဇာတယောက်ကိုယာယီတိုက်ခိုက်နိုင်ပါတယ်ဒါကတော့ရှောင်းဝဲရဲ့အဓိကဝက်ဖဲတစ်ချက်ပါအခုလက်ရှိကုလောကရဲ့အကြောင်းကိုမပြောပြခင်ရှေးရောက်မျိုးနွယ်စုကြီး၈ခုအကြောင်းကိုပြောပြပေးပါမယ်ဒီရှေးရောက်မျိုးနွယ်စုကြီး၈ခုဒီအခုကုလောကကကျင်းပတဲ့ပွဲတော်ဟာဆိုရင်တော့အရွယ်ရောက်အခမ်းအနားလို့ခေါ်ပါတယ်အရွယ်ရောက်အခမ်းအနားဆိုတာကတော့သူတို့ရဲ့မျိုးနွယ်စုဝင်သူတို့ရဲ့ကလန်ရဲ့ပါရမီရှင်တွေကိုကလန်တတူးပေးရတဲ့အခမ်းအနားဖြစ်ပါတယ်ကလန်တတူးကဘာလဲဆိုတော့နောက်မှရှင်းပြပေးသွားပါမယ်အရင်ဦးဆုံးရှေးရောက်မျိုးနွယ်စုကြီး၈ခုကိုပြောပြပေးပါမယ်ရှေးရောက်မျိုးနွယ်စုကြီး၈ခုဟာဝိညာဉ်မျိုးနွယ်စုဝိညာဉ်လောကဟုံကလန်ဒီဝိညာဉ်လောကကိုတော့အတော်များလက်ရှိအချိန်မှာယဉ်နေကြပြီဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဝိညာဉ်ဗိမာန်ဒီဝိညာဉ်လောကရဲ့လောက်ခံအဖွဲ့အစည်းတစ်ခုပါ။ဒုတိယမျိုးနွယ်စုတစ်ခုအနေနဲ့ကတော့ကုလောကတော့ရွှေရတို့ရဲ့မျိုးနွယ်စုကြီးဖြစ်ပြီးရှေးဟောင်းမျိုးနွယ်စုကြီး၈ခုထဲမှာတော့မှအစွမ်းထက်ဆုံးနေရာမှာရည်တည်နေတဲ့မျိုးနွယ်စုတစ်ခုဖြစ်ပါတယ်။ရောင်မျိုးနွယ်စုကတော့ရောင်ချမ်းရဲ့မွေးရမြေဖြစ်ပြီးရှေးဟောင်းမျိုးနွယ်စုကြီး၈ခုထဲမှာစေလောကဆိုပြီးနာမည်ကျော်ကြားတဲ့မျိုးနွယ်စုဖြစ်ပါတယ်။အဆင့်ကိုမှော်ဆေးပညာရှင်ဆိုတာဒိုချီကုန်းမြေကြီးမှာအရန်အောင်မှာရှားပါပေမဲ့စေလောကမှာဆိုရင်တော့အဆင့်ကိုမှော်ဆေးပညာရှင်ကတော့အမြောက်အများရှိပါတယ်။ဒါကတော့စေလောကရဲ့အဓိကအားသာချက်ပါ။မျိုးနွယ်စုကြီး၈ခုထဲမှာစေလုံးအများစုကိုကုံသွယ်တဲ့နေရာမှာလဲစေလောကကသာအဓိကပါပဲ။ဒီစေလောကကလည်းမျိုးနွယ်စုကြီး၈ခုထဲမှာအတော်လေးကိုမှအစွမ်းထက်တဲ့နေရာမှာရှိနေတဲ့မျိုးနွယ်စုပါပဲ။ဒါပေမဲ့ရောက်ချမ်းကလည်းဒီစေလောကလူတယောက်ဖြစ်ပေမဲ့သူကမျိုးနွယ်စုကနေနှင်ထုတ်ခြင်းကိုခံခဲ့ရပါတယ်။ဘာကြောင့်နှင်ထုတ်ခံရလဲဆိုတော့ကျွန်တော်အရင်ဗီဒီယိုတွေမှာရှင်းပြပူပါတယ်။အခုဒီဗီဒီယိုမှာတော့အနေငယ်ပြင်ပြပြပေးပါမယ်။ရောက်ချမ်းသူ့ရဲ့မျိုးနွယ်စုကနေအကောက်ချခံခဲ့ရပြီးပြစ်ဒဏ်ပေးခမ်းမမှုအကြီးကဲရောင်ဝမ်းကိုရဲ့အကောက်ချခံရမှုကြောင့်သူကကလန်ကနေနှင်ထုတ်ခံခဲ့ရတာပါ။ပြောရမယ်ဆိုရင်ရောက်ချမ်းကမတရားသဖြင့်ခံခဲ့ရတာပါ။ပြီးတော့စေလောကရောင်မျိုးနွယ်စုကသူ့ကိုပေးခဲ့တဲ့အရာအလုံးကဝေဒနာတွေကြီးပါပဲ။ဒါကြောင့်မလို့သူ့စီမှာရောင်လောကအပေါ်ခန်းစားချက်လည်းမရှိသလိုဘာမှလည်းတန်ရုံးစင်မရှိပါဘူးသူ့စီမှာတန်ရုံးစင်ရှိရင်တော့သူ့ရဲ့မိဘတွေရဲ့နောက်ဆုံးဆန္ဒပါပဲဒါကိုတော့ကျွန်တော်နောက်ပိုင်းနေမှာရှင်းပြပေးပါမယ်ဆက်ပြောရင် spoiler တွေများသွားမှာဆိုလို့ပါမီးတောက်လောကမီးတောက်မျိုးနွယ်စုကတော့ရှေးဟောင်းမျိုးနွယ်စုကြီး၈ခုထဲမှာကောင်းကင်မီးတောက်ကိုအများဆုံးပိုင်ဆိုင်ထားတဲ့မျိုးနွယ်စုဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမျိုးနွယ်စုရဲ့အင်အားကိုလည်း short တက်လို့မရပါဘူးဒီမျိုးနွယ်စုမှာဆိုရင်တော့ရှောင်းဝမ်းလို့ပဲမီးကျွမ်းကျင်သူအများစုကရှိနေကြတာဖြစ်ပါတယ်ရှီမျိုးနွယ်စုကြောက်လောကဒီမျိုးနွယ်စုကဆိုရင်တော့ခန္ဓာကိုယ်အဓိကအားထားပြီးတော့လေ့ကျင့်ကြတဲ့မျိုးနွယ်စုဖြစ်ပြီးဒီမျိုးနွယ်စုမှာရှိတဲ့လူတွေအားလုံးကတော့ခန္ဓာကိုယ်ကအဓိကတန်မာကြပါတယ်ပြောချင်တာကတော့ဒီမျိုးနွယ်စုမှာကတော့သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာအားသာချက်ကအခြားမျိုးနွယ်စု9ခုနဲ့ရှင်သူတို့ကအများကြီးပို့ပြီးတော့အားသာကြပါတယ်ဒါကတော့ရှီမျိုးနွယ်စုကြောက်လောကရဲ့အားသာချက်ပါပဲနောက်မျိုးနွယ်စုကတော့လေးမျိုးနွယ်စုကတော့မှင်စာလောကဆိုပြီးနာမည်ကြီးပြီးသူတို့ရဲ့ဤပညာတွေနဲ့သူတို့ရဲ့ကျင့်စဉ်တွေကအတော်လေးကိုမှထူးခြားကြပါတယ်ပြီးတော့သူတို့ကလည်းအရန်အောင်မှအစွမ်းထက်ကြပါတယ်သူတို့ရဲ့ထူးခြားမှုကတော့ဤပညာနဲ့တိုင်းကျင့်စဉ်တွေပါပဲနောက်ထပ်မျိုးနွယ်စုကတော့လက်မျိုးနွယ်စုကဆိုရင်တော့ဂျာနန်ကျောင်းတော်ရဲ့ကျောင်းကိုမန်ထန်ချီရဲ့မျိုးနွယ်စုဖြစ်ပါတယ်ဟုတ်ပါတယ်ဂျာနန်ကျောင်းတော်ရဲ့ကျောင်းကိုကြီးရလဲရှေးအောင်မျိုးနွယ်စုကြီး၈ခုထဲကလူတစ်ယောက်ပါပဲလက်ကလန်လက်မျိုးနွယ်စုမိုးကြိုးလောကလူတစ်ယောက်ပါသူတို့မျိုးနွယ်စုမှာဆိုရင်တော့အဓိကကတော့မိုးကြိုးနီးပညာမိုးကြိုးကျင့်စဉ်တွေကိုအဓိကအားထားပြီးတော့ကျင့်ကြံပါတယ်မိုးကြိုးကျင့်စဉ်ကိုဘယ်လောက်ထိတော့မှ YouTube ပြီးတော့ကျင့်ကြံလဲဆိုရင်တော့ဂျာနန်ကျောင်းတော်ရဲ့ကျောင်းကိုကြီးကိုပဲကြည့်ပါသူဆိုရင်အင်အားတိုးလာဖို့အတွက်အရန်အုံးမှအစွမ်းထက်ပါတယ်ဆိုတဲ့မဟူရလက်စည်းတွေဂျားမှတော့တွားရောက်ပြီးတော့လေ့ကျင့်တဲ့အထိပါပဲအဓိကပြောချင်တာဒီမိုးကြိုးလောကကတော့လျှက်စီးကိုအဓိကအားထားပြီးတော့ကျင့်ကြံကြတာပါနောက်ဆုံးရှောင်းဝမ်တို့ရဲ့ရှောင်းမျိုးနွယ်စုရှေးဟောင်းမျိုးနွယ်စုကြီး၈ခုထဲမှာအင်အားအကြီးဆုံးနဲ့အစွမ်းထက်ဆုံးသောမျိုးနွယ်စုဒါပေမဲ့လည်းလက်ရှိအချိန်မှာအစွမ်းထက်ဆုံးဆိုတဲ့ဂုံပုတ်ကဒါနာယီအဖြစ်သာကျန်ရှိတော့တာပါရှောင်းမျိုးနွယ်စုကတဖြည်းဖြည်းနဲ့ဆုတ်ယုတ်ပြီးလက်ရှိရှောင်းမျိုးနွယ်စုကဆိုရင်တော့ဂျာမန်နိုင်ငံရဲ့ဝူတန်မြို့လေးထဲမှာအခြေချနေထိုင်တဲ့ရှောင်းမီသားစုတွေအဖြစ်သာကျန်ရှိတော့တာပါရှေးဟောင်းမျိုးနွယ်စုကြီး၈ခုဒီ၈ခုလုံးဘာကြောင့်ရှေးဟောင်းမျိုးနွယ်စုကြီးလို့ခေါ်ရလဲဆိုရင်သူတို့ကလန်၈ခုလုံးမှာသူတို့ရဲ့မျိုးနွယ်စုကြီး၈ခုလုံးမှာတိုင်းနက်ဖျားတွေကပေါ်ထွန်းလာခဲ့ဘူးပါတယ်တိုင်းနက်ဖျားတစ်ပါးသာပေါ်ထွန်းလာပြီဆိုရင်အဲ့ဒီမျိုးနွယ်စုကိုရှေးဟောင်းမျိုးနွယ်စုအဖြစ်သတ်မှတ်လို့ရပါပြီဘာကြောင့်ရှေးဟောင်းမျိုးနွယ်စုအဖြစ်သတ်မှတ်လဲဆိုရင်တော့တိုင်းနက်ဖျားတစ်ပါးပေါ်ထွန်းလာတဲ့အချိန်မှာသူတို့မျိုးနွယ်စုတစ်ခုလုံးရဲ့သွေးမျိုးစွမ်းအားကစတင်ပြောင်းလဲလာပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာတိုင်းနက်ဖျားသွေးတွေကစတင်စီးဆင်းလာပြီးသူတို့ရဲ့အစွမ်းတွေကလည်းတမန်လူသားတွေနဲ့ရှင်းမယ်ဆိုရင်အများကြီးကိုမှတဟုန်တိုးမြင့်တက်လာခဲ့ပါတယ်ဒါကြောင့်မလို့သူတို့ကထူးခြားတဲ့လူသားတွေဖြစ်ပြီးရှေးဟောင်းမိသားစုလို့သတ်မှတ်ခံခဲ့ရတာပါရှေးဟောင်းမိသားစုတွေကတမန်လူသားတွေထက်အများကြီးပို့ပြီးတော့အစွမ်းထက်နေရတဲ့အကြောင်းရင်းကလည်းဒါကြောင့်ပါပဲတိုင်းနက်ဖျားရဲ့သွေးမျိုးစွမ်းအားကြောင့်ပါရှောင်းကလန်ကအဓိကပြတ်သုံးသွားတဲ့အခြေအနေကလည်းဒါကြောင့်ပါပဲတိုင်းနက်ဖျားသွေးမျိုးစွမ်းအားဆိုတာအရန်အောင်မှလည်းအစွမ်းထက်တဲ့ဆိုရင်မဲ့ကုန်ခန်းတဲ့ဆိုတာကလည်းရှိပါတယ်ဟုတ်ပါတယ်အကယ်၍အချိန်တိုင်းတာတစ်ခုရောက်တဲ့အထိ
တိုင်းနဲ့ဖျားနောက်ထပ်တစ်ပါးသာထပ်ပြီးတော့ပေါ်ထွန်းမလာဘူးဆိုရင်တိုင်းနဲ့ဖျားသွေးမျိုးစွမ်းကတဖြည်းဖြည်းနဲ့အားနည်းလာပြီးတဖြည်းဖြည်းနဲ့ကုန်ခန်းသွားမှာဖြစ်ပါတယ်တိုင်းနဲ့ဖျားသွေးမျိုးစွမ်းကသာကုန်ခန်းလာပြီဆိုရင်အဲ့လိုမျိုးပဲမျိုးနဲ့စုကြီးကလည်းတဖြည်းဖြည်းနဲ့အားနည်းသွားမှာဖြစ်ပြီးတဖြည်းဖြည်းနဲ့ပြတ်သုံးချင်းရပဲကြောက်လာမှာပါဒါပေမဲ့ရှောင်းကလန်ပြတ်သုံးသွားတဲ့အဓိကအကြောင်းရင်းကဒီမှာရောက်ချမ်းပြောသလိုတိုင်းနဲ့ဖျားသွေးမျိုးစွမ်းကကုန်ခန်းသွားတာကြောက်ရတော့မဟုတ်ပါဘူးရှောင်းကလန်ဘာကြောင့်ပြတ်သုံးသွားလဲဆိုတော့ကျွန်တော်ရှင်းပြပေးပါမယ်တိုင်းနဲ့ဖျားသွေးမျိုးစွမ်းကအားနည်းလာပြီဆိုတာမှန်ပေမဲ့အဲ့လိုမျိုးအားနည်းလာတဲ့အချိန်တွေကိုရှောင်းရဲဘိုးဘေးကြီးကရင်ဆိုင်မှုအတွက်သူတို့ရှောင်းကလန်တစ်ခုလုံးမှာလှုပ်ဝဲမရှင်တစ်ခုကိုလုပ်ခဲ့ပါတယ်အဲ့ဒါကတော့သူတို့ရှောင်းမီသားစုရဲ့နောက်ဆုံးကြံခဲ့တဲ့တိုင်းနဲ့ဖျားသွေးမျိုးစွမ်းအားလုံးကိုအသုံးပြုပြီးသူကတိုင်းနဲ့ဖျားအဆင့်ကိုချိုးဖျက်တာပါဟုတ်ပါတယ်ရှောက်ရွှမ်းကျေကိုဝင်းအထုံထိတ်တိုင်းသူတို့စင်အစင်ကနေတိုင်းနဲ့ဖျားအဆင့်ကိုချိုးဖျက်တာပါအဲ့လိုချိုးဖျက်နေတဲ့အချိန်မှာပဲဝိညာဉ်လောကရဲ့အလေးဝင်တိုက်ခိုက်မှုကြောင့်ရှောက်ရွှမ်းတည်ဆုံးခဲ့ရတာပါရှောက်ရွှမ်းတည်ဆုံးခဲ့တယ်ဆိုပေမဲ့သူကအားနည်းလို့တည်ဆုံးတာမဟုတ်ပဲသူကအရေးကြီးအခိုက်အတန့်အရေးကြီးတဲ့အခြေအနေကိုရောက်ရှိနေရမလို့ပါလူတယောက်ကဘလောက်ပဲတန်ပါပါစေအဆင့်တက်နေတဲ့အချိန်ကသူ့ရဲ့အားအနည်းဆုံးအချိန်ပါပဲဒီလိုအချိန်မျိုးမှာဝိညာဉ်လောကအခွင့်ကောင်းယူပြီးတော့သူ့ကိုအလေးဝင်တိုက်ခိုက်ခဲ့တာပါသူ့ဘာသာသူဆိုရင်သူ့မှာတိုင်းနဲ့ဖျားအဆင့်ကိုတက်ရောက်ဖို့အတွက်အောင်မြင်မှုရာခိုင်နှုန်းက90ရာခိုင်နှုန်းအထက်မှာရှိနေပါတယ်သူ့ဘာသာသူဆိုရင်သူ့မှာကြာရှုံးမှုအခွင့်အရေးရှိပေမဲ့လည်းသူကရှောက်ရွှမ်းဖြစ်နေတာမလို့အဲ့လိုကြာရှုံးနိုင်ခြေရှိပေမဲ့လည်းမဖြစ်နိုင်သလောက်ပါပဲဒါပေမဲ့လည်းဝိညာဉ်လောကရဲ့အလေးဝင်တိုက်ခိုက်မှုကြောင့်သူ့ရဲ့တိုင်းနဲ့ဖျားအဆင့်ကိုတက်ရောက်မှုကကြာရှုံးခဲ့ပြီးသူကိုယ်တိုင်ကလည်းနောက်ဆုံးထွက်သက်တိတိုက်ခိုက်ခဲ့ရပြီးနောက်ဆုံးမှတော့တိတ်ဆုံးခဲ့ရပါတယ်ဝိညာဉ်လောကရဲ့အရှင်သခင်ကလည်းရှောက်ရွှမ်းတဲ့နောက်ဆုံးတိုက်ပွဲမှာဒိုင်ကအကြီးကျယ်ရခဲ့ပြီးဘယ်လောကမှာကိစ္စအောင်မှာဝင်ရောက်မပါတော့ပဲသူကလုံးဝအောင်မှာတတိတတန်းနဲ့နေပြီးသူ့ရဲ့ဒိုင်ယာတွေကိုသာပြန်လဲကူးတာနေခဲ့ပါတယ်ရှောက်ရွှမ်းတိတ်ဆုံးပြီးတဲ့အချိန်ကနေလက်ရှိအချိန်ထိဝိညာဉ်လောကရဲ့အရှင်သခင်ဖြစ်တဲ့ဟုံထန်တီကအနှိမ့်ငယ်လေးတော်လှုပ်ရှားခဲ့ခြင်းမရှိပါဘူးသူကလုံးဝအောင်မှာတိတ်တဆိတ်နဲ့ငြိမ်သက်နေရပါဒါပေမဲ့ရှောက်ရွှမ်းလည်းလက်ရှိအချိန်မှာအပီးတိုင်းတိတ်ဆုံးသွားသေးရမဟုတ်ပါဘူးသူ့ရဲ့စိတ်ဝိညာဉ်ကတော့ကောင်းကင်ဂူဘိမှန်ထဲမှာရှိနေပါသေးတယ်ကောင်းကင်ဂူဘိမှန်ကတော့ကုလောကမှာရှိပါတယ်လက်ရှိရှောင်းဝမ်ကကောင်းကင်ဂူဘိမှန်ကိုဝင်ရောက်တဲ့အချိန်ကျရင်ရှောက်ရွှမ်းသူ့ရဲ့ဘိုးဘေးကြီးရှောက်ရွှမ်းနဲ့တွေ့ဆုံမှာဖြစ်ပါတယ်အဲ့ဒီခါကျရင်တော့ရှောက်ရွှမ်းဒီအကြောင်းအရာတွေကိုရှောင်းဝမ်ကိုပြပြမှာပါဒါစပွိုင်လာဆိုပေမဲ့လည်းဇလန်မှာတိတ်ပြီးတော့အများကြီးတော့ထိခိုက်မှုမရှိပါဘူးနောက်ဆုံးကလန်တတူကဘာကိုပြောတာလဲကလန်တတူဆိုတာကျွန်တော်အစောပိုင်းမှာပြောခဲ့သလိုပဲဒီရှေးအောင်မျိုးနဲ့စုကြီး၈ခုကတိုင်းနဲ့ဖျားရဲ့သွေးမျိုးစွမ်းကိုပိုင်ဆိုင်ကြပါတယ်အဲ့လိုတိုင်းနဲ့ဖျားရဲ့သွေးမျိုးစွမ်းကိုပိုင်ဆိုင်တဲ့သူတွေအနေနဲ့သူတို့မျိုးနဲ့စုရဲ့ထူးခြားတဲ့တင်ကြီးသားကလန်တတူဆိုပြီးရှိကြပါတယ်အဲ့ကလန်တတူကရှေးအောင်မျိုးနဲ့စုကြီး၈ခုကလူတွေရတာပိုင်ဆိုင်နိုင်တဲ့အရာပါအခုကုလောကကျင်းပတဲ့ရေရောက်အခမ်းအနားဆိုရင်လေသူတို့မျိုးနဲ့စုတွေကိုကလန်တတူဖွင့်လှစ်ပေးတဲ့အခမ်းအနားပဲဖြစ်ပါတယ်ကလန်တတူကိုပိုင်ဆိုင်လာတဲ့လူတယောက်အနေနဲ့ကကြဲကိုပွင့်တန်ရိစာအဆင့်မှာရှိနေတယ်ဆိုရင်သူကကလန်တတူကိုဖွင့်လှစ်လိုက်ပြီဆိုရင်ပြောင်းလဲခြင်းကိုးသွယ်အဆင့်ကိုတဟုန်ထိုးမြင့်တက်သွားမှာပါဒါကတော့ကလန်တတူရဲ့ထူးခြားမှုပါအဲ့လိုမျိုးအစွမ်းတိုးမြင့်တာဘာနဲ့တူလဲဆိုရင်ရှောင်းဝဲရဲ့ကောင်းကင်မီးသုံးတဲ့ပြောင်းလဲခြင်းနဲ့တူပါတယ်ဒါပေမဲ့ကောင်းကင်မီးသုံးတဲ့ပြောင်းလဲခြင်းမှာစိုးကျိုးလည်းရှိသလိုထိခိုက်မှုကလည်းရှိပါသေးတယ်ပြီးတော့ကောင်းကင်မီတောက်တွေကိုလည်းလိုအပ်ပါသေးတယ်ကလန်တတူးမှဆိုရင်တော့အဲ့ဒါတွေဘာမှမလိုအပ်ပါဘူးဘာမှလည်းထိခိုက်မှုမရှိသလိုဘာဆိုးကျိုးမှလည်းမရှိပါဘူးအတွေးတစ်ချက်နဲ့တင်ကိုယ့်ရဲ့စွမ်းအားတွေကိုတဟုန်ထိုးမြင့်တက်လာအောင်လုပ်လို့ရပါတယ်ဒါပေမဲ့လည်းကလန်တတူးကပေးရတဲ့စွမ်းအားကယာယီပါပဲယာယီဆိုပေမဲ့လည်းအစိမ့်မှန်လိုပဲအစွမ်းထက်လုံးပါတယ်ဒါကတော့ရှေးအောင်မျိုးနဲ့စုကြီး၈ခုကပိုင်ဆိုင်တဲ့ကလန်တတူးပါရှောင်းဝဲရဲ့ကလန်တတူးကတော့ကောင်းကင်ဂူဘိမှန်ကိုတွားတဲ့အချိန်မှာသူ့ရဲ့ဘိုးဘေးကြီးရှောက်ရွှမ်းကိုယ်တိုင်ကသူ့ကိုကလန်တတူးရအောင်လို့ကူညီပေးမှာပါဒါကတော့နောက်ပိုင်းမှလာမှာပါအခုတော့အနေငယ်လိုနေပါသေးတယ်အခုကုလောကကုမျိုးနဲ့စုကြီးအကြောင်းကိုကျွန်တော်ရှင်းပြပေးပါမယ်ကုမျိုးနဲ့စုကြီးကဘလောက်ထိအောင်မှအစွမ်းထက်လဲဆိုရင်ကုလောကရဲ့ဝင်ပေါက်မှာတကားစောက်တွေကိုပဲကြည့်ပါအဲ့ဒီတကားစောက်တွေအားလုံးကဆိုရင်တော့ဒိုစုံအဆင့်ပညာရှင်တွေကြီးပါပဲပြီးတော့တိုင်ဝိဇာအဆင့်ဖြစ်တဲ့လင်ချွမ်းအောင်မှကုလောကမှာတကားစောက်အဆင့်ပဲရှိပါတယ်ဒါဆိုရင်တော့ကုလောကကဘလောက်ထိအောင်မှအစွမ်းထက်ပြီးဘလောက်ထိအောင်မှစွမ်းအားကြီးလုံးလဲဆိုတာကိုခန့်မှန်းကြည့်လို့ရမယ်လို့ထင်ပါတယ်လက်ရှိမှာလင်ချွမ်းကကျေတပွင့်တိုင်ဝိဇာပါရှောင်းဝမ်ကကျင်ကားပွင့်တိုင်ဝိဇာပါသူကသူ့ရဲ့ကျေတပွင့်တိုင်ဝိဇာအဆင့်လောက်နဲ့ရှောင်းဝဲရဲ့အရှိမတွားပြီးတော့မောက်မနေပြလို့ရှောင်းဝမ်ကသူ့ကိုတစ်ချက်ထင်းနဲ့အနိုင်ယူပြခဲ့ပါတယ်ဒီမှာရှောင်းဝမ်ကအနိုင်ယူပြီးတဲ့နောက်ပေါ်လာတဲ့ပစ္စမာမြောက်တက်မှုကဆိုရင်တော့ကျေ၃ပွင့်တိုင်ဝိဇာပါသူကတော့ဟေယန်တက်ရဲ့ပစ္စမာမြောက်တက်မှုပါကုလောကရဲ့အစွမ်းဖက်စည်းပုံအကြောင်းကိုကျွန်တော်ရှင်းပြပေးပါမယ်ကုလောကမှာဟေယန်တက်ဆိုပြီးရေနဲ့တက်ဖွဲ့ရရှိပါတယ်အဲ့ဒီဟေယန်တက်မှာတမှုကျုပ်၈ယောက်ဗိုလ်ချုပ်၄ယောက်နဲ့ဘရင်2ပါးဆိုပြီးတော့ရှိကြပါတယ်အဲ့တမှုကျုပ်၈ယောက်ထဲမှာတမှု၈ယောက်လုံးမှာဆိုရင်တော့တိုင်ဝိဇာအဆင့်ပညာရှင်တွေကြီးပဲဖြစ်ကြပြီးဗိုလ်ချုပ်၄ပါးဆိုရင်တော့တိုင်ဝိဇာအဆင့်ုံတော်မှာရှောင်းဝဲလူမျိုးအဆင့်ကျော်တိုက်ခိုက်နိုင်စွမ်းရှိတဲ့
တိုင်းဝိဇာအဆင့်ပညာရှင်တွေကြီးပါပဲဟေယန်တက်ဖွဲ့ရဲ့ဘင်ဟေယန်တက်ဖွဲ့ရဲ့ဘင်ကတော့အစစ်မှန်တိုင်းသူတော်စင်မှာသူကတော့ဒီလိုမျိုးလူငယ်တွေကြားကိစ္စကိုပါဝင်ပတ်သက်မဲ့လူမဟုတ်ပါဘူးပြီးတော့ရှောင်းဝမ်ကကူလောကကိုရဲအုပ်ချိန်မှာသူနဲ့ရန်ညိုးရှိတဲ့လူကလင်ချွမ်းတယောက်တည်းပါကျန်တဲ့ကူလောကရဲ့တက်ဖွဲ့သားတွေကသူ့ကိုဘာကြောင့်ရန်ညိုးထားနေလဲဆိုရင်တော့ကူလောကရဲ့ဗိုလ်ချုပ်ကြီး၄ယောက်နဲ့တမူးကြီး၈ယောက်အပါအဝင်အားလုံးကရွှေရောင်ကိုသဘောကျပါတယ်ရွှေရရဲ့ဆုံးဖြတ်ချက်ရွှေရရဲ့ကူလောကရဲ့အကြီးအကဲတွေကိုပြန်ပြောခဲ့တဲ့စကားကြောင့်သူတို့အားလုံးကရှောင်းဝမ်ဖို့ရန်ညိုးထားနေကြပါတယ်ဘာကြောင့်လဲဆိုရင်တော့သူတို့အားလုံးကရှောင်းရမ်းမှာရွှေရပြောသလိုမျိုးတကယ်အရေးချင်းရှိမရှိသူတို့ရဲ့တခင်မလေးသူတို့ရဲ့နတ်သမီးလေးဖြစ်တဲ့ရွှေရနဲ့ထိုက်တန်ပါမလားဆိုတာသူတို့အားလုံးကသိကျင်ကြပါတယ်ဒါကြောင့်မလို့လေပစ္စမမြောက်တမူးချုပ်ကရှောင်းဝမ်ကိုစိန်ခေါ်ဖို့အတွက်ပြောခဲ့တာပါရှောင်းဝမ်ကတော့သူ့ကိုအချိန်မီလို့သာပြန်ပြောခဲ့ပါတယ်ကူလောကရဲ့တမူးကြီး၈ယောက်ရဲ့အစွမ်းအကြောင်းကိုကျွန်တော်ပြပြပေးပါမယ်နံပါတ်၈တမူးကျေတပွင့်တန်ဝိဇာနံပါတ်9တက်မူလင်းချွမ်းကျေတပွင့်တန်ဝိဇာနံပါတ်6တက်မူကျေ2ပွင့်တန်ဝိဇာနံပါတ်5တက်မူကျေ3ပွင့်တန်ဝိဇာနံပါတ်4တက်မူကျေ4ပွင့်တန်ဝိဇာနံပါတ်3တက်မူရန်ဟူကျေ9ပွင့်အထုံထိပ်တန်ဝိဇာဒီရန်ဟူဟာဆိုရင်တော့ဒီမှာရှောင်းကိုစိန်ခေါ်မဲ့သူဖြစ်ပါတယ်နောက်အပတ်မှာရန်ဟူနဲ့ရှောင်းရဲ့တိုက်ပွဲကိုမြင်တွေ့ရမှာပါနံပါတ်2တက်မူလင်းရှုကျေ6ပွင့်တန်ဝိဇာနံပါတ်1တက်မူဂူကျန်းကျေ9ပွင့်အထုံထိပ်တန်ဝိဇာဂူကျန်းဆိုရင်တော့ရေနက်တပ်ဖွဲ့ရဲ့နံပါတ်1တက်မူဖြစ်ပြီးရေနက်တပ်ဖွဲ့ရဲ့တက်မူတွေအလုံးထဲမှာအစွမ်းထက်ဆုံးသူဖြစ်ပြီးသူ့ရဲ့စွမ်းရည်ကဗိုလ်ချုပ်၄ယောက်နဲ့တော့ဒန်းတူနီးပါးရှိပါတယ်ပြီးတော့ဗိုလ်ချုပ်၄ယောက်မှာစရုပ်ထားမြောက်ဗိုလ်ချုပ်ဂူယောင်ဒီဂူယောင်ကဆိုရင်တော့ရှောင်းရဲဘွားမှာအစွမ်းထက်ဆုံးသောပြိုင်ဘက်နဲ့သူ့ကိုအစွမ်းကုန်တိုက်ခိုက်အောင်လုပ်နိုင်တဲ့ပထမဦးဆုံးလူငယ်ပြိုင်ဘက်လည်းဖြစ်ပါတယ်သူ့ကိုအစွမ်းကုန်တိုက်ခိုက်အောင်လို့လုပ်နိုင်တဲ့ပထမဦးဆုံးသောလူငယ်ပြိုင်ဘက်လည်းဖြစ်ပါတယ်ဒီဂူယောင်ကဆိုရင်တော့ကျေရှိပွင့်တိုင်းဝိဇာဖြစ်ပြီးအတော်လေးကိုမှလည်းအစွမ်းထက်တဲ့လူတစ်ယောက်ပါရှောင်းရဲလူမျိုးအစင်းကျော်တိုက်ခိုက်နိုင်စွမ်းရှိတဲ့လူကိုတော့အစွမ်းကုန်တိုက်ခိုက်အောင်လို့လုပ်နိုင်တဲ့လူတစ်ယောက်ဆိုရင်သူကလည်းဘယ်လောက်ထိအစွမ်းထက်လဲဆိုတာခံမှန်းကြည့်လို့ရပါတယ်ပြီးတော့ဂူယောင်ရဲ့ထူးခြားချက်ကတော့သူ့ထက်အပိုပြီးတော့အစင်းမြင့်တဲ့ကျေ9ပွင့်တိုင်းဝိဇာတွေကိုတော့သူ့မှာရင်ဆိုင်တိုက်ခိုက်ပြီးတော့အနိုင်ယူပြနိုင်စွမ်းရှိပါတယ်ပြီးတော့ဒီဂူယောင်ကလည်းရွှေရောင်ကိုတစ်ဖက်သက်ငယ်စဉ်တည်းကအရန်အုံမှာချစ်ကြိုက်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒါကြောင့်မလို့ဂူယောင်နဲ့ရှောင်းရဲရဲ့ဖတဲ့ကိုလည်းအားလုံးကမြင်တွေ့ရအောင်ပါတတရဗိုလ်ချုပ်ဂူရှင်ကဆိုရင်တော့ကျေ9ပွင့်တိုင်းဝိဇာဖြစ်ပါတယ်ဂူဟာဆိုရင်လည်းကျေ9ပွင့်တိုင်းဝိဇာဖြစ်ပါတယ်ပထမဗိုလ်ချုပ်ကြီးဂူချင်းရဆိုရင်တော့ကူကလန်ထဲမှာအစွမ်းထက်ဆုံးသောလူငယ်ပါရမီရှင်ဖြစ်ပြီးသူ့ရဲ့ပါရမီကရွှေရရဲ့အောက်ဒဇင်လေးသာနှိပ်ပါတယ်ကူကလန်ထဲမှာအထူးကြုံဆုံးသောလူငယ်လေးဖြစ်ပါတယ်သူကတော့လက်ရှိမှာပြောင်းလဲခြင်းကိုးသွဲအဆင့်မှာရှိနေပါတယ်ပြီးတော့ဟေယန်တပ်ဖွဲ့ရဲ့ဘေးနှစ်ပါးလုံးဟာဆိုရင်တော့တိုင်းသူတော်စင်အစစ်မှန်တိုင်းသူတော်စင်အဆင့်မှာရှိနေကြပါတယ်ဒါပေမဲ့သူတို့ကဒီလူငယ်တွေရဲ့ကိစ္စမှာပါဝင်ပတ်သက်ခြင်းလည်းမရှိသလိုဒီလူငယ်တွေရဲ့ကိစ္စကိုသူတို့ကစိတ်ဝင်စားခြင်းလည်းမရှိပါဘူးဒါကြောင့်မလို့သူတို့ကတော့ပါဝင်လာမှာမဟုတ်ပါဘူးဒီဟေယန်တပ်ဖွဲ့ရဆိုရင်တော့ကူကလန်ရဲ့လူငယ်တပ်ဖွဲ့အင်အားသာရှိပါသေးတယ်ကူကလန်ရဲ့အဓိကအကြီးအကဲအဖွဲ့အင်အားဆိုရင်လည်းတက်ရှိပါသေးတယ်ကူကလန်ရဲ့အဓိကအင်အားစုနဲ့ရှေးဟောင်းမျိုးနွယ်စုကြီး၈ခုထဲမှာကူလောကကိုရှေးဟောင်းမျိုးနွယ်စုကြီးတွေကရှင်ရတဲ့အကြောင်းရင်းကတော့ကူလောကမှာကူအင်ပေါ်တဲ့သုံးဖို့ဆိုပြီးအစွမ်းထက်တဲ့ပုဂ္ဂိုလ်၃ယောက်ကရှိပါသေးတယ်ဒါတွေကတော့နောက်ပိုင်းမှာအားလုံးကမြင်တွေ့ရမှာပါဒါတွေကိုတော့ကျွန်တော်မစပိုင်းတော့ပါဘူးဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲကျွန်တော်ကတော့ခရိုဆာကီပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါပေါ့